တယောက်နဲ့တယောက်ရန်လဲမဖြစ်ကြဘူးဒါဆိုတဲ့လားဆိုတော့လေတဲ့တယ်လို့မတဲ့တယ်လို့မမဆောင်အထာနဲ့အေးဒါပေမဲ့တယောက်ကလူတက်ချင်တယ်ဆိုရင်တော့နောက်တယောက်ကအလောင်းဖြောက်ပြီးဟိုအစင်တင်ပဲဆိုတဲ့ zodiac sign အတွဲလေးကိုတင်သိပါသလားတင်ဟာတစ်ဖက်လူရဲ့မျက်လုံးတွေကိုကြည့်အောင်နဲ့သူ့အကျဉ်းစီကိုသိနိုင်တဲ့ Scorpio လားဒါမှမဟုတ်အလောက်ပတ်စံနဲ့မိသားစုအတွက်ဆိုဘရော့မအရှုံးမပေးပဲလောကဒဏ်ကိုအကျိုးတင်းတင်းနဲ့တိုက်ခိုက်နေတဲ့ Capricorn လားဒီဟာဒီခွန်းတစ်ခုစုံတွေ့တဲ့အခါဒါဟာကဘာပေါ်မှာအခိုင်အမာဆုံးမဟာမိတ်ချလာမလားဒါမှမဟုတ်တယောက်ကိုတယောက်အနိုင်ယူဖို့ကြိုးစားရင်နားချင်းစရာတွေဖြစ်လာမလားဒီနေ့ရွယ် creation ကနေပြီးတော့ Scorpio နဲ့ Capricorn တို့ရဲ့အချစ်ရေးအားသာချက်နဲ့အားနည်းချက်တွေကိုအရင်ကထပ်ပုံမနဲ့ shine နဲ့ရှုလောင်းကနေခွဲချမ်းစိတ်ဖြာပြတော့မှာမို့ကြိုက်နေတဲ့တဲ့ဆိုရင် like follow subscribe လေးလုပ်သွားဖို့လဲမမင်းနဲ့နော် Scorpio ဟာရေဓာတ် water energy ဖြစ်ပြီးခံစားချက်ပြင်းထန်သူပါ Capricorn ကတော့မြေဓာတ် earth energy ဖြစ်ပြီးလက်တွေ့ဆန်ပြီးခေါင်းမာသူပါသူတို့နှစ်ယောက်စလုံးဟာ serious ဖြစ်ကြပါတယ်နှစ်ယောက်တွေ့တဲ့အချိန်မှာတော့ Scorpio ရဲ့ play တတ်တဲ့အကျင့်ကို Capricorn ကလွှမ်းမိုးသွားပြီးနှစ်ယောက်ပေါင်းမိကြပြီဆိုရင်တော့တယောက်ကိုတယောက် play တွေရဲ့ဆက်ဆံရေးမျိုးကိုစိတ်မဝင်စားကြတော့ပါဘူး Scorpio ဟာတက်ဆာရှိမှုကိုအသက်ထက်တန်ဖိုးထားတယ်လို့ Capricorn ကလည်းရည်ရှည်တည်မြဲမှုကိုရှာဖွေသူပါဒီနေရာမှာသူတို့ဟာတယောက်ကိုတယောက်အပေးအယူမျှကြပါတယ်သူတို့အတွဲဟာအပြင်ပန်းကြည့်ရင်အေးဆက်နေပုံရပေမဲ့အတွေးသေးမှာတော့အလွန်နဲ့ဆိုင်တဲ့နားလည်မှုတွေရှိနေတတ်ကြပါတယ် Scorpio ကစိတ်ခံစားချက်အလျှောက်လက်စားချေဖို့လူတက်ချင်တယ်ဆိုရင်တော့ Capricorn ကသူများအသက်ဆိုတာမတက်ကောင်းဘူးမလို့ပါနဲ့ဘာညာတားနေမယ်အစားအေးနင်းလူတက်မယ်ဆိုငါအလောင်းဖြောက်ပေးဖို့အစင်တက်မဲ့ဆိုပြီးမီးလောင်ရလေးပင့်ပေးကြမယ်အောက်ဆီဂျင်လေးတွေပါပြီးကျဒါဆိုအခက်ခဲတွေကဘဲမှာလဲသူတို့နှစ်ယောက်စလုံးက control freak ချုပ်ကင်လို့သူတွေဖြစ်နေတာပါပဲ Scorpio ကစိတ်ခံစားချက်အပိုင်းရတစ်ဖက်လူကိုအပိုင်းကင်လို့တယ်လိုအပ်ချက်တွေကိုရှောက်ဖွေခြင်းတယ်တစ်ဖက်လူကို manipulate လုပ်ခြင်းတယ် Capricorn ကတော့လုပ်ငန်းခွင်နဲ့ဘဝရဲ့အစီအစဉ်တွေမှာကိုကပဲဆုံးဖြတ်ချက်ချခြင်းတယ်ပြီးတော့တစ်ဖက်လူကိုကိုယ်စိတ်တိုင်းကြနေအောင်ပုံသွင်းပြုပြင်ခြင်းတယ်ဒီအချက်ကြောင့် Score နဲ့ Capi တို့ဟာအငဲထိတိုက်တွေ့ကြတာပါပဲ Score ကကိုကသာသူများကိုချုပ်ကင်မယ်ကိုကိုထိန်ချုပ်တာဆရာလောက်တာကိုတော့နည်းမှတီးခံမကတ်ကဲသူလေးတွေပါဒီအချက်ကို Capi ကမသိပဲသိရင်တောင်ကိုအသက်စိတ်ကိုရှေ့တန်းတင်ပြီး Score ကိုတွားပြီးထိန်ချုပ်တာဆရာလောက်တာတွေတွားလုံးမိရင်တော့ Score နဲ့ Capi တို့ရဲ့ဆက်ဆံရေးလားဒီနေရာမှာတင်ပွဲသိမ့်ပါပြီတခါကလေးမှာ Capi ကဒေါသကြည်တတ်တဲ့တဘာဝအဆောင်နာကျင်အောင်ကိုထိလျောက်လုံးမိတာပြောဆိုမိတာတွေကိုလည်း Score ရဲ့တဘာဝကတီးခံမနိုင်တာကြောင့်လဲရန်ပွဲကြီးမားထစ်သွားတတ်ပါတယ် Scorpio ကစိတ်ကောင်းပြီး ADA တွေလုပ်တဲ့အခါမှာ Capricorn ကလည်းခေါင်းမာပြီးအလျှော့မပေးတဲ့အခါမှာတော့သူတို့ကြားမှာစစ်အေးတိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်နှစ်ယောက်စလုံးကမာနကြီးကြတာကြောင့်ဘသူကအရင်စချော့မလဲဆိုတာကအမြဲတမ်းပြဿနာပါပဲဒီနေရာကတော့ Score ဖြစ်စေ Capi ဖြစ်စေယောက်ျားလေးဖြစ်သူကအရင်ချော့ရမှာတော့ထုံးစံပါပဲဒီထုံးစံကိုလိုက်နိုင်ရင်တော့ပြေလည်သွားနိုင်ပါတယ်ဒါပေမဲ့အဓိကပြဿနာကနှစ်ဦးစလုံးကစိတ်ခံစားချက်ကိုဖုံးကွယ်ထားတဲ့ကြောင့်စိတ်ခံစားချက်မပြဘူးသဘောတူထားသလိုမျိုးဖြစ်နေတတ်ပါတယ်ဒါဟာအပြင်ဘက်မှာตายရနေပေမဲ့အတွင်းထဲမှာတော့အေးဆက်ဝိကွာသွားစေနိုင်တဲ့အန်ဒီရရှိပါတယ်တယောက်လိုချင်တာဖြစ်ချင်တာကိုတယောက်ကပွင့်ပွင့်လင်းလင်းမပြောဘဲမြုံထိုက်တတ်ကြပါတယ်နောက်ဆုံးတယောက်ကမောင်ချင်နေတာကိုနောက်တယောက်ကိုပွင့်ပွင့်လင်းလင်းမပြောဘဲနေကြတာကသူတို့ဆက်လန်းကိုနောက်ဆုံးပွဲသိမ့်ပေးမယ်အကွက်ပါပဲထူးခြားတာတစ်ခုကဂျေဒါရအနေထားအရသူတို့နှစ်ဦးဟာ sextile 60 degree ကွာခြားနေပြီး Capricorn က Scorpio ရဲ့အုပ်စိုးသူ Mars ကိုအားကောင်းစေတဲ့နေရာဖြစ်နေတာပါဒါကြောင့်သူတို့ကြားမှာအလွန်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်ရည်ရှိပါတယ် Capricorn ရဲ့လက်တွေ့ဆန်တဲ့တဘာဝက Scorpio ရဲ့ပြင်းထန်တဲ့လူအင်တွေကိုမြေပြင်ပေါ်မှာအကောင့်အထည်ဖော်ဖို့ကူညီပေးပါတယ်ဒီလိုပဲ Scorpio ရဲ့ထူးခြားတဲ့ဆွဲဆောင်ရည်တစ်ခုအပေါ်မှာ Capricorn ကဘယ်လို့မှယုံထွက်မနိုင်တာပါဒီအချက်တွေကြောင့်ပဲ Score နဲ့ Capi တို့မောင်ကျက်မယ်ဟင်းဆိုရင်တယောက်ကိုတယောက်ဆွဲဆောင်ရည်အပြည့်နဲ့အပေးအယူအမျှဆုံးအလိုက်အဖတ်ဆုံးအမောင်လောကလေးဖြစ်နေကြတာပါယုံကြည်မှုအပိုင်းမှာတော့ Scorpio တကယ်ယုံကြည်နိုင်တဲ့ယာတိခွင်ဆိုလို့ Capricorn ပဲရှိပါတယ် Capricorn ကအမြဲတမ်းယူရှင်းနေသူမဟုတ်ပေမဲ့ Scorpio လိုပွင့်လင်းတဲ့သူနဲ့တွေ့တဲ့အခါသူတို့ကိုယ်တိုင်လည်းယူရှင်းလာကြပါတယ်သူတို့ကြားမှာယုံကြည်မှုပြပြတယ်ဆိုရင်ဒါဟာယဉ်နီးမှုပွင့်လင်းမှု intimacy မရှိလို့ပါပဲတဦးရဲ့အားနည်းချက်ကိုတဦးကနားလည်ပေးဖို့စိတ်ပိုင်းဆိုင်ရာစူးစမ်းအားထုတ်မှသာဒီဆက်ဆံရေးကပိုခိုင်မဲမှာပါဆက်ဆံရေးပြောဆိုမှုအပိုင်းမှာတော့နှစ်ဦးစလုံးကခေါင်းမာကြပါတယ်အချက်လက်တစ်ခုအပေါ်သဘောထားကွဲလွဲရင်နှစ်ပေါင်းများစွာစကားမပြောဘဲတိုက်ပွဲနေနေတဲ့သူတွေပါတအိမ်နဲ့အတူနေပြီး2လ3လလောက်တယောက်ကိုတယောက်စကားမပြောဘဲနေနိုင်တဲ့အတွေ့ဆိုရင်လဲ Score နဲ့ Capi အတွဲပါပဲသူတို့ကြားမှာပေါ့ပေါ့ပါဆိုတာမရှိသလောက်ပါပဲဒါပေမဲ့သူတို့ဆက်ဆံရေးကိုရှင်းသန်စေတာကတော့ dark humor နေပါပဲတယောက်ရဲ့အတွဲခေါ်အတင်းနဲ့ဆိုင်ကိုတယောက်ကနားလေခင်တိတ်ဆိတ်မှုကိုလည်းအပြန်အလှန်လေးစားတတ်ကြပါတယ်အကြီးဆုံးအခက်ခဲကတော့အားနည်းချက်မပြလို့လားပါ
နေဦးစလုံးကတန်းမာသူတွေအဖြစ်ဟန်ဆောင်နေကြပြီးနောက်ပိုင်းမှာဒါဟာဝန်ထိုးပြီးထက်လာတတ်ပါတယ်ဒီနေရာမှာနူးညံ့မှုနဲ့စိတ်ခံစားချက်ကိုအခြေခံတဲ့ရင်းနှီးမှုမျိုးကိုတည်ဆောက်နိုင်ရင်သူတို့ဟာအခြားတဦးရင်ထံကအလင်းလောင်ကိုရှားဖွေမိသွားနိုင်ပါတယ်သူတို့အတွက်အဆင်ပြေဖို့အတွက်အဓိကယုံကြည်မှုပါစကော်ပီယိုကသူ့ရဲ့လွှင့်ဝတ်တဲ့ကဘာလေးကိုကက်ပရီကွန်ကိုပေးဝင်ဖို့လိုတယ်လို့ကက်ပရီကွန်ကလည်းအလုတ်သေးမှာပဲအချိန်ကုန်နေဆိုတာမသိပဲစကော်ပီယိုကိုအချိန်ပေးဖို့လိုပါတယ်စကော်ပီယိုရဲ့စိတ်လှုပ်ရှားမှုတွေကိုကက်ပရီကွန်ကတည်ငြိမ်မှုနဲ့ကုသနိုင်တယ်လို့ကက်ပရီကွန်ရဲ့ပင်ပန်းနှံ့နေမှုတွေကိုစကော်ပီယိုကနှက်ရှိုင်းတဲ့အကျစ်တွေနဲ့အားဖြည့်နိုင်ပါတယ်သူတို့ဟာတယောက်ရဲ့အားနည်းချက်ကိုတယောက်ကဖုံးဖဲနိုင်တဲ့အကောင်းဆုံး supporter တွေဖြစ်လာနိုင်ပါတယ်စကော်ပီယိုနဲ့ကက်ပရီကွန်ကစိတ်တူကိုယ်တူဖြစ်သွားနေဆိုရင်တော့သူတို့ရှေ့မှာဘယ်အသားအစီးမှမရှိတော့ပါဘူးငွေကြေးရှာဖွေရမှာရောဘဝရည်မှန်းချက်တွေမှာရောသူတို့ဟာအောင်မြင်တဲ့သူတွေဖြစ်လာမှာပါသူတို့ဟာတိတ်တိတ်ကလေးနဲ့ကြိတ်ပြီးအောင်မြင်တဲ့အတွေ့အမျိုးပါသူများတွေကိုကြွားဝါတာထက်ကိုယ်အိမ်တွင်းရေးကိုယ်စီဝါရေးခိုင်မာမှုကိုပဲအဓိကထားကြပါတယ်တယောက်ကိုတယောက်လေးစားမှုနဲ့ရင်းနှီးပွင့်လင်းမှုရှိနေတဲ့ဒီဆက်ဆံရေးဟာကြောက်လောင်လို့ခိုင်မာနေမှာပါသူတို့နှစ်ဦးစိတ်တို့ကိုယ်တို့ထက်သွားပြီဆိုရင်တော့ကြီးမားတဲ့အရာတွေကိုဖန်တီးနိုင်ပါတယ်ဒါဟာတက်တောင်းတဲ့ယူနီကွန်မြင့်နေလို့ပျော်ရွှင်စရာမျိုးမဟုတ်ဘဲနဲ့လက်တွေ့ကြပြီးအောင်မြင်တဲ့ဘဝတစ်ခုဖြစ်မှာပါသူတို့ဟာအမှန်တရားကိုတူးဖော်ရတာကိုနှစ်သက်ပြီးတဦးချင်းတူးတက်မှုအတွက်အပြင်အလံတွဲအားပေးတဲ့အကောင်းဆုံး supporter တွေဖြစ်လာမှာပါအနှစ်ချွေရရင် Scorpio နဲ့ Capricorn အတွဲဟာဒီ executive couple ပါဒီဆက်ဆံရေးဟာအမှန်တရားကိုရှာဖွေဖို့နဲ့ကံကြမ္မာအကျွေးခါမာတွေကိုဖြည့်ရှင်းဖို့စိတ်သက်ခွန်အားပေးနိုင်ပါတယ်အားနည်းချက်တွေကိုအပြင်အလံဖွင့်အောင်ပြဖို့နဲ့နူးညံ့မှုကိုရှာဖွေဖို့မမေ့ပါနဲ့ဒါဆိုရင်တော့တင်တို့ဟာကြောက်လောင်လို့ခိုင်မာတဲ့အချက်ကိုပိုင်ဆိုင်နိုင်မှာပါတင်ဟာ Scorpio လားဒါမှမဟုတ် Capricorn လားတင်တို့အသွဲမှာတော့ဘလို့ပြဿနာလေးတွေနဲ့ဘလို့ပျော်ရွှင်စရာလေးတွေကြုံနေရလဲဆိုတာကောင်းမှန်မပြောသွားကြပါဘူးအားလုံးပဲငြင်းချမ်းကြပါစေ